လွန်ကျဲတဲ့နဲ့တဲ့ခင်္ကာမြစ်ထဲမှာမျောလာတဲ့စင်တေကောင်ကြီးကိုမြင်ပြီးတော့ပညာမရှိတဲ့မစင်သားတတ်တဲ့ကြီးတဲ့ကောင်ကဘာလို့တဲ့ကြံစီစဉ်းစားကြည့်တယ်တဲ့ပညာနဲ့စဉ်းစားတာမဟုတ်ဘူးသူကလောဘနဲ့စဉ်းစားမှာနော်ဘာပြောဘလို့စဉ်းစားတော့ဆိုတော့ငါဒီစင်တေကောင်ကြီးကိုဒီစင်ကောင်တေကြီးပေါ်ကိုသွားပြီးတော့နော်စင်တေရဲ့အသားကိုစားမယ်နော်ရေစားတဲ့ခါမှာရေကိုတောက်မယ်စားရစားတွေလည်းအများကြီးပဲငါဒီစင်တေကောင်မုတ်ကြီးပေါ်သွားပြီးတော့နော်နားပြီးတော့ဒီဟာကိုစားရင်တော့အလွန်ကောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့နော်စင်တေကောင်ကြီးပေါ်မှာစီးပြီးတော့စားလို့ရှိရင်အသားကိုစားမယ်ရေစားရင်ခင်္ကာရီကိုတောက်မယ်အသားတွေကလည်းဘယ်လောက်တော့ဘက်ခေါ်စားရင်အနက်ပကောသူ့အတွက်အများကြီးမကုံနိုင်မခန်းနိုင်တစ်သက်လုံးစားပါလေပေါ့နော်ငိမ့်နဲ့အလွန်မှသားရတဲ့ကောင်းတယ်ရှင်ရလည်းကောင်းလိုက်တာဟုတ်လားစီးရရင်လည်းရတယ်စားရအစာလည်းအများကြီးတဲ့အဲ့ဒီအတွေးနဲ့အဲ့ဒီပုံမှာနာရင်စားရင်နဲ့တထရတ္တိတထဒီဝတထေဝနိရတောမနောတဲ့နေရောညာရောအဲ့ဒီမှာပဲပျော်ပြီးတော့သူ့ရဲ့စိတ်ကအဲ့ဒီမှာပဲမွေ့လျော်ပြီးတော့နေနေတာတဲ့အဲ့ဒါစင်တေကြီးမျောပါတဲ့နောက်ကိုသူလည်းပါတော့စီးလိုက်သွားတယ်ဟုတ်လားအဲ့ဒါကိုပြည့်စေကဗုဒ္ဓရှင်မြတ်ကဂါထာတီဖွဲ့ပြီးတော့နော်မျက်စိထဲမြင်အောင်ပြောတာနော်ငါမှစီးရရင်လည်းရှိတယ်စားစရာစားတွေလည်းအများကြီးဒါကြောင့်နေရောညရောအချိန်တိုင်းသူ့ရဲ့စိတ်ကဒီမှာပဲပျော်မွေ့ပြီးတော့နေနေတာတဲ့အဲ့ဒီရှင်ကြီးကိုပဲစီးပြီးတော့သူလိုက်သွားတာပေါ့ခါရဏာဂတမန္တန်ဒီပိဝံဘာဂိရထောရကံတံပတ္တဝနစေတယာနိနပလိထဝိဟင်္ဂမောတဲ့အဓိပ္ပာယ်ကဘာပြောတာလဲဝိဟင်္ဂမောအဲ့ဒီကြီးမိုက်ဟာနော်နာဂတဆင်းရဲ့အမန္တန်ဒီအသားကိုခါရန်စားလျက်နော်ဘာဂိရထောရကံခင်္ကာရီကိုပိဝံတောက်လျက်နော်တံပတ္တဝနစေတယာနိဘေးမှာတရရိပ်နဲ့လွန်ခဲ့တဲ့တစ်တော်သူကျက်စားခဲ့တဲ့တစ်တော်ဟုတ်လားတစ်ပင်နေတစ်တော်တွေဘေးမှာနမြေကမ်းဘေးမှာကြံခဲ့တဲ့တော်အဲ့ဒါကိုကောင်းကောင်းမြင်မာလျက်ကဲနဲ့နတ်ပလိထအဲ့ဒီတစ်တော်ဒီကိုပြန်သွားဖို့သူမစင်သားမိဘူးတဲ့မတွေးမိသူစိတ်ထဲကဒီစင်ဒီကောင်ကြီးပေါ်စီးပြီးတော့စားသွားနေရတာကိုပဲစိတ်ဝင်စားနေတယ်ဟုတ်လားခင်္ကာရီလေးတောက်လိုက်စင်ဒီကောင်သားကိုစားလိုက်အဲ့လိုနဲ့သူဟာတစ်တော်ဒီကိုပြန်တန်းသွားကောင်မှသူမတွေးမိခဲ့ဘူးပေါ့အတင်္စဩတရဏီခင်ကပမထံကုဏပေရတံသမုဒ္ဒဣဇဂါဟာတိအဂတိယထပက္ခိနံအဲ့လိုနဲ့နော်ဒီစင်ဒီကောင်ဟာနော်ဘယ်ကိုတက်ဆင်းသွားတုံးဆိုတော့သမုဒ္ဒရာတွေကိုတက်ဆင်းသွားတယ်အဲ့ဒါဒီစင်ဒီကောင်ဘုတ်မှာမွေးလျော်ပြီးတော့မေ့လျော်နေတဲ့ဒီကြီးမိုက်ဟာနော်ငှက်တွေရဲ့တီယာမရှိတဲ့သမုဒ္ဒရာအဂတိယထပက္ခိနံငှက်တွေရဲ့ထောက်ရတီယာမရနိုင်တဲ့နေရာသမုဒ္ဒရာဆိုတာငှက်တွေရက်တီလို့ရတဲ့နေရာမဟုတ်ဘူးငှက်နာစရာနေရာတခုမှမရှိဘူးပေါ့နော်အဲ့ဒီသမုဒ္ဒရာကိုသူဟာလည်းပဲစင်ဒီကောင်ပုတ်ကြီးနဲ့အတူတူဆင်းသွားတယ်မျောသွားတယ်ပါသွားတယ်တဲ့အဲ့လိုပါတဲ့အချိန်မှာသောစာဘက္ခပရိခိနောဥဒ္ဒပတ္တောဝိဟင်္ဂမောနပိစ္ဆာတောနပုရတော